တော့သူကမမိခင်မှာပဲအချက်လက်တွေကိုခိုးယူပြီး prosecutor စီပို့ထားလို့ပါအောက်ထပ်မှာအငင်းပွားနေကြစဉ်အဲ့ဒီလိုမျိုးအမြန်ဆုံးရှင်းလင်းသွားလိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူးအဲ့ဒီအဖြစ်အပျက်တစ်ခုလုံးကိုအနီးနားက Riddle Man တယောက်ကစောင့်ကြည့်နေတာကိုတွေ့လိုက်ရပါတယ် prosecutor အဖွဲ့ပြန်သွားပြီးတဲ့အခါမှာတော့တထေးက William ကိုပြန်ခေါ်လိုက်ပါတယ်တထေးဟာ William ကိုအပြစ်မပေးဘဲအလုပ်ကိုဆက်လုပ်ဖို့ချိန်ချောက်ပြောဆိုလိုက်ပါတယ် William လည်းအဲ့ဒီနေရာကနေလွတ်မြောက်သွားပြီလို့ထင်လိုက်ပါတယ်တစ်ဖက်မှာလည်း Lucy ဟာသူ့ညီမရဲ့ဗီဒီယိုဖိုင်တွေကိုဖျက်ပစ်ဖို့ကြိုးစားနေသေးပါဗီဒီယိုကဖျက်မရပဲကြည့်ရှုသူတွေပိုတိုးလာတာကြောင့် Lucy ဟာစိတ်ညစ်နေရပါတယ်သူ့ညီမဟာချစ်သူနဲ့ရိုက်ထားတဲ့ဗီဒီယိုဖိုင်ပေါက်ကြားသွားတာကိုသိသွားတဲ့အခါမှာအကြီးအကျယ်ခံစားခဲ့ရပါတယ်အဲ့ဒီဗီဒီယိုကိုဖျက်ဖို့ကြိုးစားပေမဲ့အချိန်ချင်းပြန်ပေါ်လာတာကြောင့်အလွန်စိတ်ပြတ်နေရပါတယ်သူကချစ်သူကိုမေးမြန်းတဲ့အခါမှာတော့ချစ်သူကဖုန်းပြင်ရင်ပေါက်ကြားတာလို့ညင်းဆိုပါတယ်ချစ်သူကသူကိုယ်တိုင်လည်းဖြစ်တယ်လို့ပြောဆိုပြီးတာဝန်လွှဲချလိုက်ပါတယ်ညီမဖြစ်သူကအဲ့ဒီစကားကိုမယုံကြည်ပဲစိတ်တန်ရာတွေကိုပဲဆက်လက်ခံစားနေရပါတယ်အကြောင်းမှလည်းလူတွေရဲ့အကြည့်တွေနဲ့ကဲ့ရဲ့တန်တွေကိုခံနေရတာကြောင့်စိတ်ဆင်းရဲနေရပါတယ်လူမြင်ကွင်းမှာပုံမှန်အတိုင်းနေထိုင်ဖို့ခက်ခဲသွားတာကြောင့်သူအလွန်အထီးကျန်နေပါတယ်ရဲစခန်းကိုတွားရောက်ကူညီတောင်းပေမဲ့ online ပေါ်ရောက်သွားရင်ဖျက်ရခက်တယ်လို့ပြောလိုက်ပါတယ်ဗီဒီယိုတွေကတနေရာကနေတနေရာကိုအလွယ်တကူပြန့်နှံ့သွားတတ်တာကြောင့်ဖျက်ဖို့မဖြစ်နိုင်တော့ပါဘူးအဲ့ဒီအဖြစ်ကြောင့်ညီမဖြစ်သူမှာကြန့်ရှိနေတဲ့မျှော်လင့်ချက်တွေအကုန်ပြတ်သုံးသွားပါတယ်လာပေါင်းများစွာကြာတဲ့အထိဗီဒီယိုတွေကမပြောက်သွားပဲတနေရာပြီးတနေရာကိုပြန့်နှံ့နေပါတယ်တငယ်ချင်းတွေနဲ့အိမ်နီးနားချင်းတွေပါတီးသွားတဲ့အခါမှာတော့သူမဘဝကိုဆက်မရှင်ကျင်တော့ပါဘူးနောက်ဆုံးမှာတော့အဆောက်အဦပေါ်ကနေခုန်ချပြီးကိုအဆုံးစီရင်သွားပါတယ် Lucy ခင်ဗျာသူ့ညီမလိုပဲစိတ်တန်ရာတွေကိုခံစားနေရပါတယ် Lucy ဟာ online ပေါ်ကဗီဒီယိုတွေကိုဖျက်ဖို့ကြိုးစားပေမဲ့ဘာမှလုပ်လို့မရတာကြောင့်စိတ်ပြတ်နေရပါတယ်အဲ့ဒီအချိန်မှာပဲ William ကညီမဖြစ်သူရဲ့ရည်စားဟောင်း David ကိုသတိထားမိသွားပါတယ် David ဟာမဟုတ်ပဲအမျိုးသမီးတွေကိုလှုပ်ဝက်ရိုက်ကူးပြီးငွေရှာနေတဲ့သူဖြစ်တာကိုတွေ့လိုက်ရပါတယ်